Hello ဒီဗီဒီယိုလေးထဲမှာကြတော့နှစ်တွေအကြောင်းလေးဆက်လက်လာတော့ပါမယ်နှစ်ကိုတရုတ်လို年ဒီနှစ်ကို今年နောက်နှစ်ကို明年မနှစ်ကကို去年တနှစ်ကကိုကြတော့前年တမြန်နှစ်ကကိုကြတော့大前年လွန်ခဲ့တဲ့နှစ်ကိုကြတော့2000年လွန်ခဲ့တဲ့နှစ်အနည်းငယ်ကိုကြတော့前几年ပြီးတော့ပထမနှစ်ဝက်ကိုကြတော့上半年ဒုတိယနှစ်ဝက်ကိုကြတော့下半年နှစ်ဦးကာလကိုကြတော့年初နှစ်ကုန်ကြတော့年底နှစ်အဆုံးကိုကြတော့年末နှစ်အစကို年头နှစ်အဆုံးကို年尾ခရစ်နှစ်ကိုကြတော့公元ခရစ်နှစ်မတိုင်မီကြတော့公元前ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဥစားချစ်ခံလေးတွေကိုဆက်ပြီးလေ့လာချင်တယ်ဆိုရင် follow လုပ်ထားဖို့မမေ့နဲ့နော်မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပါစေ